အားလုံးပဲမင်္ဂလာပါ Movie Recap Channel ကနေကြိုဆိုပါရစေဒီတနေ့မှာတော့နိုင်ငံခြားကိုအထင်ကြီးပြီးတဲခန္ဓာရထဲမှာကျွန်တယောက်လိုခိုင်းစားခံနေရတဲ့လူတစ်ယောက်ကမွေးရမြေကိုပြန်ရောက်ဖို့ထွက်ပြေးရင်ပူပြင်း6တွေ့တဲ့တဲခန္ဓာရထဲမှာအသက်ရှင်သန်ဖို့ဘလို့စူးစမ်းရုန်းကန်ပြီးမွေးရမြေကိုပြန်ရောက်နိုင်ပါမလားဆိုတာစိတ်ဝင်စားကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါမယ်ဒလန်လေးရဲ့အစမှာတော့ရေကြီးရာမျက်နှာရာရှာဖို့ထွက်လာတဲ့လူငယ်လေးညီကိုနှစ်ယောက်ဟာကလအုပ်ကြီးတို့နေမြေပေါ်မှာမယောင်မလဲနဲ့လေရင်ခွေးမှလာကြုံမဲ့သူမတွေ့လို့စောင့်နေရင်ညရောက်တော့သသိန်းတယောက်ရောက်လာပြီးရောင်လဲလဲဖြစ်နေတဲ့သူတို့နှစ်ယောက်ကိုကြည့်ကပတ်စပို့စာအုပ်တွေတင်ပြီးကားပေါ်ခေါ်တင်သွားခဲ့တယ်ကားသမားကြီးကတလန်းလုံးအောင်ငေါက်နေပေမဲ့လည်းဘာစကားမှပြန်မပြောတတ်တော့ခေါင်းလေးငုံပြီးလိုက်ခဲ့ရတယ်မီးအောင်စုံတွေကြားကညလှကိုငေးမောရင်မြို့ကြီးပြကြီးရဲ့အလှပတွေကိုကားပေါ်ကနေရှူစားနေကြရင်တနေရာရောက်မှာတော့ကားနာပြီးပါလာတဲ့တယောက်ကိုချထားခဲ့တယ်လူမျိုးမတူဘာသာမတူနိုင်ငံရဲ့ချားမှာစကားတစ်လုံးမှမတတ်တဲ့ပြင်အတူပါလာတဲ့အဖော်နဲ့ပါတယောက်တနေရာစီဖြစ်သွားကြပြီဆိုတော့အိမ်ကစထွက်လာကြတဲ့ကရင်းနဲ့စိုးထိတ်လာတဲ့အရာတွေကတကယ်ဖြစ်လာပြီဆိုတာကိုသူရိပ်မိလာခဲ့တယ်ဒါပေမဲ့လည်းကုကေယာမဲနေပြီမို့အသာတကြီးလိုက်လာခဲ့တယ်နောက်ဆုံးတော့စိတ်ချမ်းတစ်ခုမှသူ့ကိုလာထားပေးခဲ့တယ်နိုင်ငံခြားမှာဟိုတယ်ခန်းလိုတာတာနာနာနဲ့နေရမယ်ထင်ခဲ့ပေမဲ့လည်းစိတ်တွေကြားမှာကြောတကင်းစာဝတ်တာရှာပြီးဖြစ်တယ်လို့အိတ်ခဲ့ရတယ်အမေနဲ့ရွာကိုလွမ်းကန်းဖွင့်ပြီးရွာမှာတော့ကတော့လုံရင်းဆိုင်အစင်ပြေပြေရှိခဲ့ပေမဲ့လင်းတိုင်ညွန့်စာအုပ်ဖတ်မိသွားလာတော့မသိဘူးချမ်းသာခြင်းစိတ်တွေထိမ့်မရတော့ပဲအရှိလေပိုင်းမှာလှုပ်စင်ပြေတဲ့လားစာကောင်းနေဆိုပြီးရှိတဲ့အိမ်နဲ့ခြံလေးကိုပေါင်းနှင်ကဇနီးနဲ့အမေကိုနှုတ်ဆက်ပြီးလေရင်ပေါ်တော်မတက်ရသေးဘူးသူများတဲတဲ့အိမ်မီလို့ကန်ကြောက်ပြီးမောင်းထုတ်ခံလိုက်ရတယ်မနေ့ရောက်တော့သူ့ကိုပြန်ခွင့်ပေးဖို့အချိန်ချင်းတောင်းပန်နေခဲ့တယ်ဒါပေမဲ့လည်းတလုံးမှနားမလဲလို့ဒီတဲကန်နာရထဲမှာစိတ်တွေကြောင်းမှုပဲပြောနေခဲ့တယ်ဘယ်သွားလို့ဘယ်လာမှမသိကျေပြောလာတဲ့ဒီတဲခန္ဓာရထဲမှာပဲနေသားကြဖို့ကြိုးစားရင်နေ့ရက်တွေကတဖြည်းဖြည်းကုံဆုံးလာခဲ့ပေမဲ့အိမ်ပြန်ဖို့စိတ်ကူးတော့လက်မလျှော့ခဲ့ဘူးညဘက်ဆိုအလွမ်းနေနဲ့နေ့ဘက်ဆိုစိတ်တွေထိမ့်လိုက်ကလအုပ်တွေကြောင်းလိုက်နဲ့ကျွန်တယောက်လိုရိုက်နေခံရပြီးအမိတ်နာခံတတ်ဖို့ရိုက်ပြီးအကြောက်တရားတွေထည့်ပေးနေခဲ့တယ်အကြောက်တရားတွေအောက်မှာအသက်ရှင်သန်မှုရုန်းကန်ရင်းနဲ့သူ့အယုတ်တော်သူပြန်မမှတ်မိလောက်အောင်ပြောင်းလဲသွားတာကိုမြင်ပြီးဝမ်းနေစွာနဲ့တဲပြင်မှာထိုင်ပြီးငိုဝဲချလိုက်မိတယ်။ပါဇက်ကလည်းအလာကဲပါတဖွာဖွာပြောနေရင်ကနေတခုခုသဘောပေါက်သွားသလိုအလားသားတကယ်ရှိရင်ငါဒီလိုဖြစ်เสียမလို့ဘူးလို့တွေးလိုက်မိချိန်မှာပဲအိမ်ပြန်ခြင်းစိတ်တွေတဖန်ပြစ်ပေါ်လာပြီးစိတ်တက်ကြွစွာနဲ့ကောင်းကင်ကြီးကိုမောကြည့်ရင်ပြောလိုက်တာကတော့ငါသွားရတော့မယ်။တင်းရင်တော့ဂယူးမဆိုင်တော့ဘူးလို့ဆုံးဖြတ်ချက်ချပြီးထွက်ပြေးတော့တယ်။ဘလောက်ပြေးပြေးခေါင်းမသုံးတော့စောင့်ကြည့်နေတဲ့သူတွေတွေ့သွားပြီးပြေးတဲ့ခြေထောက်တွေကိုရိုက်ချိုးပြီးပြန်ခေါ်လာခံလိုက်ရတယ်သူတို့တခင်ရဲရဲဆက်ဆက်ရိုက်ခံနေရတော့ကိုစိတ်တက်တက်ကတော့ငေးကြည့်နေကြတယ်။တနေ့တော့စိတ်တွေနဲ့အတူအနားယူနေတော့မထင်မပဲလှိုင်ကောင်းတစ်ခုကိုတွေးလို့ဝင်သွားကြည့်လိုက်တာမမြင်တာကြာပြီဖြစ်တဲ့တောတောင်တဘာဝအလှကိုမြင်တွေးလိုက်ရတော့ခဏတာမြငေးကြည့်နေတော့အရှိမလူတယောက်ပေါ်လာလို့မေးကြည့်လိုက်တာအရင်ကကွဲသွားခဲ့တဲ့သူ့ရဲ့ညီဖြစ်နေတာကိုသိလိုက်ရတော့နှစ်ယောက်သားဝမ်းသာလွန်းလို့ပွေးဖက်ပြီးခုံပေါက်နေကြတယ်။ညီကိုနှစ်ယောက်တယောက်ဒုက္ခတွေတယောက်ရင်ဖွင့်ပွေးဖက်ထားကြတယ်နောက်တနေ့တွေလည်းဘယ်သူမှမသိအောင်စာနဲ့ရေးပြီးထွက်ပြေးဖို့တိုင်ပင်ကြတယ်ဒီလိုထွက်ပြေးဖို့ဆိုလူရည်လေတဲ့အာဖရိကသားကြီးကမပါမဖြစ်ပါမယ်ဆိုတော့သုံးယောက်သားတွေ့ဆုံပြီးတငယ်ချင်းဖွဲလိုက်ကြတယ်ရှေ့ဘက်ထဲမှာတတိသမီးရဲ့မင်္ဂလာပွဲရှိလို့ထွက်ပြေးဖို့အကောင်းဆုံးချိန်ပဲလို့အာဖရိကသားကာရီကပြောလိုက်ပေမဲ့ညီဖြစ်သူကတော့ဥတူတူအာရတာပုံစံဖြစ်နေပြီးဘာစကားမှလည်းကောင်းကောင်းမပြောနိုင်လို့အိမ်ပြန်ကျင်တာတခုကလွှဲရင်ကျန်တာတိတ်မှတ်မိတဲ့ပုံမပေါ်တော့ညီဖြစ်သူကပဲအားလုံးအစီအပြေသွားမှာပါဆိုပြီးနှစ်သိမ့်ကပြန်လာခဲ့ကြတယ်ဒီလိုနဲ့သူတို့စောင့်မျှော်နေတဲ့နေ့ကိုရောက်လာခဲ့တယ်။ထင်းတဲ့အတိုင်းပဲအားလုံးကမင်္ဂလာပွဲကိုသွားဖို့ထွက်သွားခဲ့ကြတယ်။တရိပ်ရိပ်ထွက်ခွာသွားတဲ့ကားတန်းကိုကြည့်ပြီးအဝေးကိုရောက်သွားချိန်မှာတော့မျှော်လင့်ချက်ခြေလမ်းလေးကိုမရေတရေလှမ်းရင်းလွတ်မြောက်ခြင်းအရာသာကိုခံစားမိပြီးဒုံမပါဖဏမပါရှောက်လန်းလာရင်အဝိတွေပါအကုန်ကျွတ်ရေမိုးချိုးပြီးဘဝသစ်စားဖို့အားသစ်တွေမွေးပြီးရွာကမထွက်ခင်မိမထည့်ပေးလိုက်တဲ့အစာတုပ်ဘူးလေးဖွင့်မွေးရမြေအနံလေးရှူပြီးသူ့ရဲ့နှစ်ပေါင်းများစွာမွေးဖဲတိန်းထားတဲ့အဝိကိုလဲပြီးသူ့မိတ်ဆွေတွေဖြစ်တဲ့စိတ်တွေကလအုပ်တွေကိုနှုတ်ဆက်ပြီးအိမ်ပြန်ခရီးရှည်ကြီးကိုစတင်လိုက်ပါတော့တယ်။တနေ့လုံးတညလုံးရှောက်လာရတော့လမ်းမှာရေစားလို့ရေခိုးတောက်ရင်တခိုးဆိုပြီးတနက်နဲ့လိုက်ပြလို့မနေ့အသက်လူပြေးခဲ့ရသေးတယ်။တညလုံးသာပြေးနေရတယ်။မနေ့လင်းတော့တောင်မမြင်လမ်းမမြင်တဲခန္ဓာရကြီးကိုကြည်ပြီးစိတ်ပြက်သွားကြပေမဲ့လမ်းမှာတော့အသေးမခံနိုင်လို့ကြိုးစားပြီးရှေ့ဆက်လာခဲ့ကြတယ်။တနေရာရောက်တော့ဟင်းတို့ညီကိုကရေတွေ့ပြီဆိုပြီးဝမ်းသာအားရပြေးသွားတာကိုမြင်တော့အာဖရိကသားကြီးကာရီကအဲ့ဒါရေမော်ဘူးတဲဘူးကြောင့်အမြင်မားတာလို့ပြောတာဟိုမှမမြင်ဘူးလားကလအုပ်တောင်ရေတောက်နေရလို့ပြောပြီးသွားကြည့်မှတဲပြင်ပေါ်မှာကလအုပ်ကြီးတည်နေတာကိုမြင်တော့
အတော်ကိုတုန်လှုပ်သွားကြတယ်အစာမစားရရေမတောက်ရအလားဆောင်မမယ်ကြုံကြည်မှုတစ်ခုနဲ့သာခီးဆက်လာခဲ့ကြပေမဲ့သဲကန္နာရထဲမှာပိုဆိုးတဲ့အခက်အခဲတစ်ခုနဲ့ထပ်ပြီးရင်ဆိုင်နေရပြန်ပြီဒါကတော့ကန္နာရထဲမှာအုပ်စုလိုက်ခီးသွားနေတဲ့သဲမွေအုပ်ကြီးနဲ့တွေ့ပြီးပြေးလို့မလွတ်တော့ငြိမ်ငြိမ်လေးနေပြီးအသက်ဘေးကိုကြော်လွားခဲ့ရတယ်ဒီလိုပဲတနေ့ပြီးတနေ့သွားနေရင်တယောက်တည်းတောင်မရက်နိုင်တော့ဘူးတယောက်ကိုတယောက်အမိပြူပြီးတယောက်လဲတယောက်ထူပြီးရှေ့ဆက်လာကြတယ်အစာပြတ်တာရက်လာကြတော့ထင်အောင်ထင်မှားတွေမြင်ပြီးစိတ်ကြောင်ကြောက်ကြားဖြစ်လာပြီးသဲတွေကိုအစာမတ်နဲ့အားရပါးရစားပြီးသဘိုးနှင်းကဟာကင်ဆိုတဲ့သူ့ညီလေးကိုဆုံးရှုံးလိုက်ရတယ်ဝဲနဲ့လူတော်မပြီးသေးဘူးသဲမုန်တိုင်းကြီးတိုက်ခိုက်လာလို့အာဖရိကသားကြီးဆွဲပြေးသွားလို့ခက်ခက်နဲ့အသက်ဘေးကလွတ်လာခဲ့ပေမဲ့စိတ်သက်ကြနေတဲ့ဟင်ကိုဖေးမှပြီးတွဲခေါ်ခဲ့ပေမဲ့လည်းဖက်နဲ့မပါပဲရပ်ပေါင်းများစွာလမ်းလျှောက်လာရလို့ခြေပွားတွေမှာအနာတွေပေါက်ပြီးဘယ်လိုမှကိုမရက်တည်နိုင်တော့ဘူးဘယ်လိုမှအသက်ရှင်ဖို့လမ်းမရှိတော့ဘူးလို့တွေးပြီးလောကကြီးကိုအရှုံးပေးလက်မြောက်လိုက်တော့မယ့်ချိန်မှာမထင်မှပဲရေကိုမြင်လိုက်ရတော့အငမ်းမရရေအိုင်ရှိရာကိုပြေးဆင်းပြီးခဏတာပန်းပြေနားယူလိုက်ကြတယ်လူတွေရှိတဲ့နေရာရောက်ပြီထင်ပြီးရှေ့နှဲငယ်ရှောက်သွားပြီးကြီးလိုက်ပေမဲ့လူသူရှိတဲ့အရေးအယောင်မတွေးရတော့စိတ်တက်ကြပြီးတညအိတ်လိုက်ကြတယ်မနဲ့လင်းတော့အာဖရိကသားကြီးကပျောက်သွားပြီးသူ့အတွက်ဖက်နဲ့တရံနဲ့ရေတဘူးကိုထားပေးခဲ့ပြီးထွက်သွားပြီဆိုတာသိလိုက်ရပါတယ်ဒီလိုနဲ့တယောက်တည်းတဖြည်းဖြည်းခီးနှင်လာခဲ့တာလမ်းမကြီးပေါ်ကိုရောက်လာခဲ့တယ်လမ်းဘောကဖြတ်သွားတဲ့ကားတိုင်းကိုတားပြီးမလဲတဒေါင်းစားအယူဆိုပြီးဘယ်သူမှမခေါ်ကြဘူးလမ်းမကြီးပေါ်မှာရှောက်ရင်းနဲ့မိုးလင်းသွားခဲ့တယ်ဆက်ရှောက်နေနဲ့စိတ်တော်သားကောင်းတဲ့တထေးကြီးတယောက်ကသူ့ရဲ့ကားအကောင်စားကြီးပေါ်မှာတင်ခေါ်လာပြီးလူစီကားရနေရာမှာချပေးခဲ့တယ်နောက်တော့လူမှုကူညီရေးအဖွဲ့နဲ့တွေ့ပြီးရွာမှာကြံခဲ့တဲ့မိန်းမနဲ့အဆက်အသွယ်တွေရပြီးဖုံပြောရင်ပြောမပြတတ်တဲ့ခံစားချက်တွေနဲ့ဘာမှမပြောဘဲငိုနေခဲ့တယ်သူ့အတွေးထဲမှာတော့မကြခင်အိမ်ပြန်ရတော့မယ်မိန်းမနဲ့သားလေးကိုပြန်တွေ့ရတော့မယ်ဆိုပြီးပြောနေရှာပေမဲ့သူ့ရှိမှာတော့ကြီးမားဆုံးသောအခက်အခဲကြီးတစ်ခုစောင့်ကြုံနေတယ်ဆိုတာမသိရှာဘူးကိုယ်နိုင်ငံကိုမပြန်ခင်စစ်ဆေးမှုတစ်ခုလုပ်ရပါတယ်ဒါကတော့အလုပ်သမားတွေထွက်ပြေးတာပျောက်သွားတာတွေဆိုတထေးတွေကဒီနေရာမှာလာရှာပြီးပြန်ခေါ်ခွင့်ရှိနေလို့ပဲလူအုပ်ကြီးတန်းစီပြီးတထေးတွေကသူတို့အလုပ်သမားတွေကိုတယောက်ချင်းစီရှာရတယ်သူ့မျက်စိရှိမှာပဲထွက်ပြေးလာတဲ့အလုပ်သမားတွေကိုကြာဖို့နဲ့ရိုက်ပြီးပြန်ခေါ်သွားတာကိုမြင်တွေ့ရတော့ဟင်ကလည်းအရန်ကိုတုန်လှုပ်နေပြီးသူတထေးဝင်လာချိန်မှာတော့ဟန်ဆောင်မရအောင်ကိုကြောက်နေပြီးတထေးကသူ့ကိုကြော်သွားမှတပ်ပြင်းချလိုက်နိုင်ပေမဲ့ပြန်လေလာပြီးနဖူးကအမာရုပ်ကိုမြင်ပြီးသူ့အလုပ်သမားဆိုတာမှတ်မိသွားတယ်ဟင်ရဲ့ခေါင်းကိုကင်ပြီးမင်းအတွက်ဂုံယူပါတယ်လွတ်မြောက်လာလို့ဒီလိုခီးကျန်းကြီးဖြတ်ကျော်လာတဲ့မင်းရဲ့တက်တီကိုငါချီကျူးပါတယ်လို့ပြောပြီးပြန်ထွက်သွားခဲ့တယ်ဒါပေမဲ့ဟင်ကတော့ကြောက်နေတော့မယ်နဘေးနာကလူကမင်းကသူ့အလုပ်သမားမဟုတ်ဘူးကြောက်မနေနဲ့သူသားမင်းတထေးဆိုကြပြီးမင်းကိုဆွဲထုတ်လိုက်ပြီးရိုက်နေတာလို့ပြောလိုက်မှသူ့ကိုလင်းလင်းလောက်ကျွန်တယောက်လိုလက်ကားခိုင်းစားခဲ့တာသိလိုက်ရတယ်ဒါကတော့ဟိုးလွန်ခဲ့တဲ့နှစ်တွေကရှေ့လယ်ပိုင်းမှာဘူးမသိဘာမသိပဲကျွန်တယောက်လိုခိုင်းစားခံခဲ့ရတဲ့အိန္ဒိယနိုင်ငံသားတယောက်အကြောင်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီဇက်ကားကိုရှေ့လယ်ပိုင်းနိုင်ငံတွေကပြသခွင့်မရှိပိတ်ထားတာပါမြန်မာပြည်မှာလည်းဒီလိုဇလန်းတွေမျိုးတကယ်ရှိခဲ့တယ်ဆိုတာမယုံမရှိပါနဲ့ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်